မင်္ဂလာပါဗျာ We are Boss Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာ Left Round 100ခွန်လမ်းမိုင်မှာရှိတဲ့ Street Food လေးနဲ့မိတ်ဆက်ပေးတော့မှာဖြစ်ပါတယ်ဗျ Street Food ဆိုတဲ့အတိုင်းပဲဈေးလေးတွေက10 20 25 30အဲ့ဝင်ကျင်မှာရှိတဲ့ဈေးလေးတွေနဲ့စားလို့ရမယ် Street Food လေးဆိုင်ရှိတဲ့နေရာလေးဖြစ်ပါတယ်ခင်မျိုးစုံရှိရဲ့ဒါဆိုလို့ရှိရင်ဒါ Hot Pot Buffet ဘဝစားဆိုင်လေးပေါ့နော်လူတစ်ယောက်ကမှ100ကျော်ဘတ်100ကျော်လည်းပဲကြာမယ်ဆိုင်လေးလည်းဖြစ်ပါတယ်အဝစားလို့ရတယ်ပေါ့နော်ခင်ရော Hot Pot ရရဲ့ Buffet ကို169ဘတ်တစ်ယောက်ကိုဆိုတော့ Street Food ဆိုတဲ့အတိုင်းပဲလူကလည်းအရင်စီရဲ့နေရာလေးပေါ့ဗျာဆိုင်ငယ်တွေလူတွေအများကြီးပဲရှိပါတယ်ဗျ RBAC University နားမှာရှိရတော့ပို့ပြီးတော့လူစီပါသေးတယ်နောက်တော့အပြင်ကျွန်တော်တို့ဗမာလူမျိုးအများစုလည်းရှိတဲ့နေရာလေးဖြစ်ပါတယ်ဗျဒီမှာဆိုရင်အကင်တွေက20 30ပဲရှိပါတယ်နော်လူစီကားချက်ကတော့ဆိုင်ငယ်ကြည့်ရနေဘယ်လောက်စီလဲသိတာပါတယ်ဗျတော့ဗမာတွေမဖြစ်မနေအလဲလာမယ်စားဖို့အတွက် Street Food လေးတွေကိုစားခြင်းနဲ့ရှာနေဆိုရင်ဒီ Left Round 100ခွန်လမ်းမှာယူကျွန်တော်ကတော့ recommend ပေးခြင်းပါတယ်ဗျကွစ်တီယိုလည်းရှိတယ်အထောင်းတွေလည်းရှိတယ်တော့ပင်လယ်စာမျိုးစုံဝက်ချရာဝက်လက်မျိုးစုံပေါ့နော်တက်ကင်ကြက်ကြော်ဒုတ်ထိုးမျိုးစုံပေါ့မျိုးစုံရှိရဲ့ Street Food ရှိရဲ့ Left Round 107လမ်းမကြီးပဲဖြစ်ပါတယ်ဗျဒီသွားလူလာစီရတော့ည1နာရီ2နာရီလောက်ထိလူမပြတ်ဘူးလို့လည်းကျွန်တော်သိရပါတယ်ဗျ7-Eleven ကတော့ကျွန်တော်ထားနိုင်ငံနေရာနဲ့တော်တော်များများမှာရှိတဲ့နေရာလေးဖြစ်တယ်ဒီဆိုင်မှာဆိုလို့ရှိရင် Dream ဒီပြင်ကျွန်တော်တို့ဒီပင်လယ်စာဖြစ်တဲ့ခနန်းတွေပါရရဗျခနန်းတွေဂုံးတွေပါရရပေါ့နော်ဈေးလည်းသိပ်မကြီးဘူးဒီမှာဆို Dream ဒီဆိုလို့ရှိရင်လည်းဈေးတွေက100ကျော်လေးပဲရှိရ100အောက်ဈေးလေးနေရှိရဗျဒီကိုတည်လည်းရှိရပေါ့နော်ဒီမှာထူးခြားချက်ကတော့အဝစားဆိုင်တွေ buffet ဆိုင်တွေအရင်များရကြဒီ Left Round 100ခွန်ကြီးဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါလည်း Hot Pot Buffet ပဲဖြစ်ပါတယ်ဗျဈေးလေးတွေက100ကျော်ကျော်လေးတွေနဲ့ရမယ်ဆိုင်များတယ်ပေါ့နော်ဈေးနှုန်းသက်သာတဲ့အတွက်လာအားပေးတဲ့ customer လည်းအများကြီးပဲပေါ့နော် Street Food ကတော့ပြောစရာမလိုတော့အရင်များရကြအချက်ကင်တွေမျိုးစုံပဲပေါ့နော်တော့ရှောက်ပတ်ကြည့်နေနေပဲတော်လေးသဘောကျမိနေဗျ Keep on checking my phone to see when you're home or when you want me to pull up. But one and the same, you got me caught in the day. မှာဆိုရင်ကျွန်တော်တို့ထူးခြားခြားတူရဲ့ဆန်ကြီးကတော့ဝတ်သားတွေကိုဒီလိုမျိုးချိတ်ထားတာပေါ့နော်ဒါဝတ်သားတွေပါဗျဟိုက30လို့ရေးထားတယ်အောက်တန်းနှစ်ခုက30စီအပေါ်ဆုံးတန်းမှာရှိတဲ့ဝတ်သားကတော့20ပေါ့နော်ဒီကနေ့မလို့ကျွန်တော်ဒါလေးကိုတော့နည်းဘယ်လိုနည်းရှိလေးတော့ရိုက်ထားတယ်ပေါ့နော်ဒီရဒီဝတ်သားလေးတွေကိုဒီလိုအစိမ်းတွဲလောင်းလေးချပြီးတော့ဇောင်းထားတယ်ပေါ့နော်ကျွန်တော်ဗမာပြည်မှာကျွန်တော်ဒီလိုမျိုးလေးတွေ့ရခဲတယ်နော်ဒီလိုတွဲလေးကိုမှကျွန်တော်ညစာပြီးပြီးအစာပြီးပြီးစားမယ်ဆိုရင်တော့မှစားပြော်တဲ့နှုံထားလေးနဲ့လုပ်ပေးတာဆိုတော့ idea လေးကတော့မစိုးဘူးပြောလို့ရတယ်ဗျစီဘူးမပူဆမ်းပြီးတော့မှကျွန်တော်ဝတ်သားကိုထည့်ကြော်တာဖြစ်တဲ့အတွက်ဝတ်သားမကြက်မှာတော့စိတ်ပူကြမရှိဘူးဗျအခုကျွန်တော်ဝယ်နေတဲ့အချိန်မျိုးမှာပဲနောက်ထပ်လာဝယ်လူ customer တွေအများကြီးပဲဗျဒီလိုမျိုးလေးရရှေ့ကမြင်ရခဲ့ပေါ့နော်မြင်ရခဲ့ဆိုတော့ကျွန်တော်အသားစိမ်းတွေကိုအပြင်မှာချိတ်ထားတယ်ပြီးရင် ready made ကြော်ပြီးလူစီကားချက်ကတော့အခုမြင်တဲ့အတိုင်းပဲဆိုင်ကယ်တွေကားတွေတက်စီတွေသွားလာမပြတ်ဘူးပေါ့RBAC တက္ကသိုလ်နားမှာရှိတဲ့အတွက်ကျွန်တော်ဘန်ငယ်ပိမောကနေလာမယ်ဆိုလို့ရှိရင် RBAC ကားလေး10ပတ်တန်ကားလေးတွေစီးပြီးတော့တန်းလာလို့ရပါတယ်เนาะ Left Round 107ဖြစ်ပါတယ်ဗျတက္ကသိုလ်နဲ့နီးရဲ့အတွက်စားစရာဆိုင်တွေပေါ်တယ်ဈေးနှုန်းသက်သက်လေးရှိရဲ Street Food ဆိုင်တွေများတယ်တော့ဗမာတွေအနေများတယ်မြန်မာလူတို့အများစုရှိရဲဘန်ငယ်ပိဘောကနေပြီးလာမယ်ဆိုလို့ရှိရင်မနီးမဝင်းနေရာလေးမှာတည်ရှိရတဲ့အတွက်ကျွန်တော်တို့ဗမာလူမျိုးတွေတော့ဒါလေပတ်စံနေရာတစ်ခုအနေနဲ့ဆိုရင်တော့မမဟုတ်ဘူးဗျာStreet Food ဆိုင်ရတော့အများကြီးပဲဗျဘယ်ဘက်ကညာဘက်ကဘယ်ဆိုင်ကြီး Street Food ဆိုင်တွေမှာအများကြီးပဲပေါ့နော်ဈေးနှုန်းနေရတဲ့အရင်မများဘူး45 50
10ဘက်ကနေစရပြီးတော့ကျွန်တော်လူတိုင်းစိတ်စားလို့ရနိုင်မယ့်ဈေးမျိုးလေးကြီးဆိုတော့ from 1 to 7လမ်းမယူလာလေဦးတော့ကျွန်တော်တို့ recommend ပေးချင်ပါတယ်ဗျ။အားတွေလည်းရှိတယ်။ကွတီယိုဆိုင်နေတာကွတီယိုဆိုင်ချက်စီထမင်းဆိုင်အားတွေမီနီဘားတွေအများကြီးပဲပေါ့နော် All my love is yours. Said I'm thinking about jumping in it. Instead, I got you skinny dipping deep inside my head. I'm swimming in everything. ဒီကောက်ကျွန်တော် review shop ရိုက်ပြီးတဲ့ဟာတွေတော့ကျွန်တော်တို့ဒါလောလောဆယ်ဒီ1 to 7လမ်းမိုင်မှာရှောက်သွားပြီးရှောက်ကြည့်ရပေါ့နော်ဘာဆိုင်လေးရှိမယ်ဆိုကြည့်ရဟာတွေကိုကျွန်တော်က review လုပ်ပေးထားတာဖြစ်ပါတယ်အားဆိုင်တွေလည်းရှိရဘားတွေလည်းရှိရကြအဆိုးနော်ပျော်စရာကြီး Every time အားဆိုင်ကြီးတွေရှိရ coffee shop တွေလည်းရှိရကြ you're looking like you're dancing, I think that you could have it. Everything you do. ဆိုတော့ La From 1 to 7တွေကိုလာဖို့တော့ကျွန်တော် recommend ပေးချင်ပါတယ်ဘန်ကဘီမော်ကနေလာမယ်ဆိုလို့ရှိရင်ကျွန်တော်ရှစ်ဘက်တန် RBAC အပြာရောင်ကားလေးတွေစီးလာတာနဲ့အန်းရောက်ပါတယ်နော်ဆိုင်အများကြီးနဲ့မို့လို့ hot pot buffet barbecue buffet တွေစားခြင်းနဲ့ street food တွေဈေးသက်သာနဲ့မျိုးစုံစားခြင်းနဲ့ဆိုရင်တော့ဒီ La From 1 to 7တွေလာဖို့ဖိတ်ခေါ်ပါတယ်ဗျကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလည်းလုပ်ပေးထားဖို့မမေ့ပါနဲ့ဦးနော်ကြည့်ရှုသူအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ